ဝမ်ချင်မင်ရှိရဲ့ဥက္ကဋ္ဌချက်ထွေကတော့ဒီနှစ်ယောက်ကိုနှစ်မကုန်ခင်မှာမကြေပွဲတည်ပေးမယ်ဆိုပြီးတော့ပြောတာအားလုံးပဲမင်္ဂလာပါဗျမာရှယ်မီနီယမြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါပြောမယ်ဆိုလို့ရှိရင်ဝမ်ချင်မင်ရှိကလည်း time frame သက်တွေရဲ့အလိုကိုမလွန်ဆန်နိုင်ဘူးလို့ပဲပြောရမယ်ဘာလို့လဲဆိုတော့ရှေ့ကကျွန်တော်တို့ Super Light နဲ့ Dayakayev တို့ရဲ့ပွဲမှာဆိုလို့ရှိရင်လည်းဒါ Super Light အနေနဲ့နည်းနည်းလေးနှိမ့်နေနော်တောင်းနေပါလေပေးလိုက်ရတယ်ဆိုပေမဲ့နောက်ပိုင်းခြေတွေမှာဒါဒူးတိုက်ချက်တွေတရောင်ရိုက်ချက်တွေနည်းနည်းပြန်ပြီးတော့အသုံးချနိုင်ခဲ့တယ်ပေါ့နော်ဒီလိုအနေထားကနေပြီးတော့အမှတ်နဲ့Dayakayevကအနိုင်ရသွားတဲ့အချိန်မှာတော်တော်များများကDayakayevကဝိတ်ကြော်တဲ့ကိစ္စတွေရောပြီးတော့အမှတ်ရလဲဒါသူတို့ဖိုက်တာနိုင်သိနေပါညာဆိုပြီးတော့အတန်တွေကအရင်ထွက်လာတဲ့အချိန်မှာဝါချင်မင်ရှေ့ဘက်ကနေပြီးတော့မကြီးဝဲတန်းပြီးတော့တည်ထားပြီးရဲ့အနေထားရှိရပေါ့နော်ဒီပွဲလေးအတိုင်းပဲတကယ်တမ်းကတော့ပြောမယ်ဆိုနိုင်ငံသားဖိုက်တာ2ယောက်တော့ထိုးသက်တာတော့မှန်နေဒါပေမဲ့ပုံမှန်နေပြောရမယ်ဆိုလို့ရှိရင်အီမန်ကာဆာနီရက်ကို time frame သက်တွေကသဘောမကျပါဘူးဘာလို့လဲဆိုတော့သူ့အနေနဲ့လုံးဝမွေထိုင်းရဲ့ဒီနာမည်ကြီးကစားသမားတွေအကုန်လုံးနှိပါအောင်သူကရဲရဲဆက်ဆက်လဲထိုးခဲ့တဲ့အနေထားမျိုးရှိတယ်ဒီအတွက်ကြောင့်မလို့ဒီပွဲမှာ time frame သက်တွေက Odegaard ဘက်ကနေပြီးတော့ဟိုနည်းနည်းလေးပါတယ်လို့ယူဆတယ်ပြီးတော့နောက်တစ်ချက်အနေနဲ့နိုင်ငံတကာပြည်သက်နေကြရမှာလဲဒါကျွန်တော်မြန်မာပြည်သက်တွေကစ Odegaard အနေနဲ့နိုင်ရတဲ့နေဆိုပြီးတော့ထင်ခဲ့ကြတယ်ပေါ့နော်ဒီကြောင့်မလို့ဒီပွဲကနိုင်ပေါ်မှာအရင်ကြီးလူပြောများနေတယ်ဒီအနေထားပေါ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီချက်ထရီကိုတိုင်ကနေပြီးတော့ဒီပွဲမှာတော့သူကိုတိုင်ကတော့ဒီအီမန်ကာဆာလီယက်အနိုင်ရတဲ့နေလို့မြင်တယ်ဒါပေမဲ့လည်းပွဲကတော်တော်လေး close ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီနှစ်မကုန်ခင်မှာဒီနှစ်ယောက်ရဲ့ပွဲကိုပြန်ပြီးတော့တည်ပေးမယ်ဆိုပြီးတော့ကြိပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ဝမ်ချင်မင်ရှိရဲ့ page နေတယ်ဒါနဲ့ပတ်သက်ပြီးတော့တင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်မကြခင်နောက်3-4လလောက်ပေါ့နော်ကျွန်တော်တို့10လပိုင်းဒါမှမဟုတ်17လပိုင်းအဲ့လောက်ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်တော့ဒီနှစ်ယောက်ရဲ့မကြေပွဲကိုကြည့်ရဖို့များပါတယ်ဒါပေမဲ့လည်းကျွန်တော်အမြင်ရပါတော့မကြေပွဲကိုအရင်ကြီးကပ်ပြီးတော့တည်ပေးရဆိုတဲ့ကိစ္စမှာလည်းတကယ်တမ်းတခြား fighter တွေကလည်းလောက်လာဆင်းခေါ်နိုင်တော့တဲ့အနေအထားမရှိရလဲပါလိမ့်မယ်ပေါ့ကျွန်တော်ရှေ့ရဗီဒီယိုမှာလည်းပြောပြခဲ့ဘူးတဲ့ဒီ fighter တွေကပြောရမယ်ဆိုရင်ရှိသမျှ Thai fighter တွေအကုန်လုံးကိုအပြတ်သက်နိုင်ယူပြီးတော့ထိတ်ဆုံးကိုတက်လာကြတော့ဒီတော့ကြောင့်မလို့သူတို့နှစ်ယောက်ကိုပြန်ပြီးတော့တည်ထားပေးမယ်ဆိုရင်တော့မှပဲဒီဘက်မှာနောက်ထပ်ဒီမချေပွဲကနေပြီးတော့နိုင်လာတဲ့သူနဲ့ပြန်ပြီးတော့စိန်ခေါ်ခွင့်ရမယ်ကစားသမားတစ်ယောက်ကိုဝမ်ချင်မင်ရှစ်ဘက်ကနေပြီးတော့ပြန်တည်ပြီးတော့ဝေးမြူရအောင်မှာဖြစ်ပါတယ်ဒီတော့ကြောင့်မလို့လေဝမ်ချင်မင်ရှစ်ဘက်ကလူတွေလည်းစိတ်ဝင်စားတယ်ပြောပရိသတ်တွေလည်းအားပေးကြတယ်ဒီပွဲကိုမချေပွဲပြန်တယ်လို့လည်းဘာမှအရန်ကြီးနဲ့နာစရာမရှိဘူးလို့တွေးရတဲ့အတွက်ကြောင့်မလို့ပွဲတည်ပေးဖို့စဉ်းစားတာမျိုးပေါ့နော်ပြောရင်စီးပွားရေးဘက်အရာဒီဘက်ကပရိသတ်တွေရဲ့တောင်းဆိုမှုရဒါနှစ်ခုလုံးပါမယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်ပါတယ်ဝမ်ချင်မင်ရှစ်မှာပုံမှန်နေပြောရရင်ကစားသမားကအများကြီးမကြံဘူးတကယ်ဆိုလို့ရှိရင်ဒီဖိုင်တာ2ယောက်ကချန်ပီယံလူဝင်ရတာမှန်တယ်တကယ်လို့များကျွန်တော်တို့ရောထန်ကဝမ်ချင်မင်ရှစ်နဲ့အဆင်ပြေနေလို့ flyweight တန်းဝင်ထိုင်းမှာဆက်ထိုးနေဆိုလို့ရှိရင်သူတို့2ယောက်တည်းကတယောက်ကိုပြောရမယ်မကြေဝဲပြန်ပေးမဲ့အစားဒါအော်ဒီကောဟိုမကြေဝဲပေးမဲ့အစားဒီပေါ်ထန်နဲ့တန်းပြီးတော့တည်ပေးတာမျိုးလည်းဖြစ်နိုင်တယ်ဗျာတကယ်လည်းပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုတော့အခုကကြတော့စိတ်ဝင်စားဖို့ကောင်းတဲ့တခြားမွေထိုင်းကစားသမားတွေကလည်းအဆင်မပြေသေးတဲ့အတွက်ကြောင့်မလို့သူတို့2ယောက်ကိုပဲဒါမကြေဝဲပြန်ပြီးတော့တည်ပေးလိုက်တယ်မကြေဝဲမှာဆိုရင်တော့ကျွန်တော်အနေနဲ့ကတော့ဒါကျွန်တော်ကတော့အီမန်ကာဆာနီရဲ့ကိုနည်းနည်းပိုသဘောကျတယ်ပေါ့နော်။ Odegaardရဲ့ game plan ပိုင်းလှုပ်ရှားမှုပိုင်းနဲ့ damage ပေးနိုင်တဲ့စွမ်းဆောင်ရည်ကလည်းတော်တော်လေးကောင်းတယ်ဆိုပေမဲ့တကယ်တမ်းထိကျရတော့ကျွန်တော်ကတော့နည်းနည်းလေးအီမန်ကာဆာနီရဲ့ဘက်မှာပို့ပြီးတော့ရှေ့ရလို့တော့မြင်တယ်။ Cherry Goran နဲ့ဒါသူ့ရဲ့အမြင်ကိုအဲ့လိုပုံစံမျိုးပဲပြောသွားရပေါ့နော်။ဒါပေမဲ့လည်းdamage ရနောက်ပွဲမှာဒါအများကြီးထပ်ပြီးတော့လုတ်ပြနိုင်တယ်ဆိုလို့ရှိရင်လည်း Odegaard ဘက်ကနေပြီးတော့အခွင့်အရေးတွေရနိုင်တယ်။ Odegaard ကပွဲပြီးမှဆိုရင်လည်းတော်တော်လေးလန်းဆန်းပဲရှိနေသေးရပေါ့နော်ဒီတော့ကြောင့်မလို့တော့ဒီနှစ်ယောက်ရဲ့ပွဲကဘယ်လိုအနေထားမျိုးဖြစ်လာမလဲဆိုတာတော့နည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဝမ်ချင်မင်ရှစ်ကနည်းနည်းလေးဘယ်လိုပြောမလဲ MMA တော့ကပြဿနာမျိုးမွေထိုင်းမှာလည်းကြုံလာနိုင်ခြေရှိနေပြီလို့တော့ကျွန်တော်စိတ်ထဲမြင်ပါတယ်ဒါကဘာလဲဆိုတော့နိုင်ငံသားကစားသမားတွေနည်းနည်းလေးပေါများလာပြီးတော့တကယ်လက်ရည်ကောင်းတဲ့ဖိုင်တာတွေထိတ်ဆုံးကိုတက်လာတဲ့ကိစ္စတွေတကယ်တမ်းကဗျာမြန်မာပြည်သက်ပဲဖြစ်ဖြစ်ထိုင်းပြည်သက်လည်းဖြစ်ဖြစ်ကိုကစားသမားကချန်ပီယံဖြစ်နေရအောင်လိုချင်ကြတာကြီးပဲကိုတိုင်းပြည်ကစားသမားကချန်ပီယံဖြစ်နေရဆိုရင်အေးကစားသမားကိုတေချာပေါင်းအားပေးမှာပဲဗျာ။အဲကြတော့
အခုကအဲ့လိုပုံစံမျိုးအရင်မဟုတ်ပဲနဲ့နိုင်ငံသားတွေဖြစ်ဖြစ်ချင်းကြီးစိုးလာတဲ့ပုံပုံဝင်နေပြောရမယ်ဆိုလို့ရှိရင်တော့ time preset တွေရဲ့စိတ်ဝင်စားမှုကလည်းရောကြလာနိုင်ခြေအများကြီးရှိတယ်လက်ရှိ one championship မှာဆိုလို့ရှိရင်တခြားမွေထိုင်းနဲ့ kickboxing champion တွေထဲမှာထိုင်းကစားသမားတွေလည်းရှိသေးရဆိုပေမဲ့ဟိုအရင်ခေတ်ကားလောက်တော့မဟုတ်တော့ဥပမာပြောရမယ်ဆိုရင်များ Rotan တို့ Super Let တို့ပြီးလို့ရှိရင် Super Bon တာဝန်ချိုင်းဒီကစားသမားတွေကြီးစိုးခဲ့တဲ့ခက်လောက်ကြီးမဟုတ်တော့ဘူးပြောရလို့ရှိရင် Staff Fighters ကြီးစိုးခဲ့တဲ့ခက်ပေါ့နော်ဒီလိုမျိုးခက်လောက်ကြီးအရန်ကြီးများနေရမျိုးမဟုတ်တော့ဘူးဖြည်းဖြည်းချင်းနဲ့ငွေထိုင်းရဲ့တကယ်ကောင်းပါတယ်ဆိုတဲ့ကစားသမားတွေကလည်းဖြည်းဖြည်းချင်းအကြပိုင်းရောက်လာတယ်ဒါအပြင်ကျွန်တော်တို့နောက်ကနေတက်လာတဲ့ fighter တွေထဲမှာဆိုရင်လည်းအရန်ကြီးလက်ဆောင်ထပ်ပြီးတော့ထိုင်းနိုင်ငံတနိုင်ငံလုံးကအားပေးရပါတယ်ဆိုတဲ့ကစားသမားတွေကနည်းပေါ့ဗျာမရှိတာတော့မဟုတ်ဘူးအခုကြည့်မယ်ဆိုရင်ကျွန်တော်တို့ Rambo လက်တို့ပါအောင်ဆိုလို့ရှိရင်ဒါရခိုင်ရပ်ကိုဘဝတည်ပြီးတော့ဖြုတ်ပြသွားတဲ့အတွက်ကြောင့်မလို့တော်တော်သဘောကျတယ်ပေါ့နော်ဒါပေမဲ့တေချာပေါတော့ထိုင်းကစားသမားတွေကလည်းတော့အများထက်ဆိုင်ပါလာတဲ့အနေအထားမှာရှိတယ်လက်ရှိကျွန်တော်တို့ Rotan နဲ့ one championship ချားတဲ့အနေအထားကလည်းလုံးဝအဆင်ပြေပုံမရဘူးအဓိကအဖြစ်ကျွန်တော်တို့ချက်ထွေးရပါပြောလဲဆိုတော့ Rotan နဲ့ကိစ္စနဲ့ကတော့ဘာမှထွေထူးထူး update မရှိသေးဘူးသူတို့အနေနဲ့တခြားနိုင်ငံတွေကတရားရုံးတွေကနေပြီးတော့ဒီကိစ္စကိုဆက်ပြီးဖြေရှင်းဖို့လုပ်နေရလို့ပြောကြတဲ့ကသူတို့နှစ်ယောက်ကိုပြောရလို့ရှိရင်ထိုင်းနိုင်ငံကအကြီးအကဲတွေကဝင်ပြီးတော့စိတ်ဆက်ပေးလိုက်တယ်ပေါ့ဗျာကျွန်တော်တို့ one championship နဲ့ Rotan ကိုစိတ်ဆက်ပေးလိုက်တဲ့အတွက်ကြောင့်မလို့တက်ခဲဦးနဲ့ပွဲမတိုင်ခင်မှာဒီလိုမျိုးနည်းနည်းအဆင်ပြေတဲ့လိုမျိုးဖြစ်သွားရဆိုပေမဲ့တကယ်တမ်းကအကျိတ်ခဲကအခုချိန်ထိရှိနေတော့မယ်ချိန်တွေကလုံးဝမကောင်းသေးဘူးပြောလို့ရှိရင်တယောက်နဲ့တယောက်ထပြီးတော့တရားစွဲနိုင်ခြင်းအချိန်မျိုးရှိရပေါ့နော်ဒါပေမဲ့ one championship ကလည်းပုံနေပြောရမယ်ဆိုရင်ဗျာထိုင်းနိုင်ငံမှာအခြေစိုက်တယ်ထိုင်းနိုင်ငံရဲ့နာမည်ကြီးဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ Rotan ကိုဒီလိုပုံစံမျိုးထိုင်းနိုင်ငံမှာတော့နိုင်ကျင့်ဖို့ရတော့မလွယ်ဘူးဘာလို့လဲဆိုတော့ဒေသပေါက်ကာကွယ်ပေးမှာပဲဆိုရအဲ့လိုမဟုတ်ဘူးဆိုရင်ဂျပန်တို့စင်ကာပူတို့ကနေတစ်ဆင့်ထပ်ပြီးတော့တရားစွဲတာမျိုးတွေလုပ်နိုင်မလားဆိုတာတွေလည်းကျွန်တော်ဘက်ကနေပြီးတော့စောင့်ကြည့်အောင်ပါ Rotan ဘက်ကလည်းဘာမှ one championship နဲ့ပတ်သက်ပြီးမတင်ထားဘူးတခြားအဖွဲ့အစည်းပြောင်းဝင်ဆိုတဲ့အကြောင်းတွေလည်းဘာမှမတင်ထားဖြစ်တဲ့အတွက်အစိမ့်ဝင်စားဖို့တော့နည်းနည်းလေးကောင်းပါအဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျလိမ့်မယ်လို့ပြောလိုက်ပါတယ်ဗျကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်